ကဘာပေါ်မှာအန်ဒရယ်အများဆုံးလမ်းတွေကတခုလိုသတ်မှတ်ခံထားရတဲ့ဟေမဝေနာတောင်တန်းတွေကလမ်းကျန်းကြီးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။ဒီလမ်းမှာရေမောင်းတွေကခြေချော်ရင်ပေ1100လောက်နဲ့တဲ့ကြောက်ထဲကိုထိုးချနိုင်တဲ့အခြေအနေနဲ့နေ့စဉ်ရင်ဆိုင်နေရတာပါ။ဒီလိုအသက်နဲ့ရင်မီမောင်းနေရပေမဲ့ဒီရေမောင်းတွေကတနေ့ကိုအမေရိကန်ဒေါ်လာ$4လောက်သာရရှိကြပါတယ်။အင်ဒရီယာမှာရေမောင်းလောက်ကအခက်ခဲဆုံးနဲ့လစာအနည်းဆုံးနဲ့မှာပါဝင်ပါတယ်။အန်ကာကဘန်ကီဒေတာရဲ့သဘောအလှကိုသဘောကျပေမဲ့အလောက်ကြောင်တေချာမခံစားနိုင်သေးဘူးလို့ဆိုပါတယ်။သူငယ်ငယ်ကစားစရာထရက်ကားလေးကိုလိုချင်တဲ့အိမ်မက်ကအခုခါမှတော့မိသားစုအတွက်မဖြစ်မနေလှုပ်ဆောင်ရမယ့်အလုပ်တစ်ခုဖြစ်လာခဲ့ပါတယ်။အသက်ရှင်ဖို့ကိုတော့တေချာမပြောနိုင်တဲ့လမ်းခရီးကိုဘသူတွေကဘာကြောင့်မောင်းနေကြတာလဲ။အဲ့ဒီလမ်းကတော့ကီလာလမ်းလို့ခေါ်တဲ့လမ်းဖြစ်ပြီးအင်ဒရီယာနိုင်ငံရဲ့မြောက်ပိုင်းပန်ကီဂျန်ဝမ်ဒေသကိုအင်ဒရီယာရဲ့ကျန်တဲ့နေရာတွေနဲ့ဆက်သွယ်ပြီးတဲ့တခုတည်းသောအသက်သွေးကြောလမ်းပါ။ပန်ကီယာတစ်နှစ်ကို6လလောက်နှင်းတွေကြောင့်ပြင်မကဘာနဲ့အဆက်အသွယ်ဖြတ်တောက်နေတာပါ။အဲဒီမှာနေထိုင်တဲ့သူ18000လောက်အတွက်စားနပ်ရိက္ခာနဲ့အခြေခံပစ္စည်းတွေပို့ပေးဖို့ကဒီထရက်ကားရေမောင်းတွေရဲ့လက်ထဲမှာပဲရှိနေပါတယ်။အန်ကာရာဝီလိုရေမောင်းတွေကသူတို့ရဲ့မိသားစုကိုခွဲခွာပြီးအသက်ကိုပဓာနာမထားဘဲဒီလမ်းကိုဖြတ်တန်းနေကြရတာပါ။ကီလာလန်က10ပေသားကျဲပြီးတော့ကားနှစ်စီးဘေးချင်းရှင်မောင်းမှုတောင်ခက်ခဲပါတယ်။လမ်းကျန်းတဲ့အတွက်တနာရီကို10မိုင်အောက်အထိဖြည်းဖြည်းမောင်းရပါတယ်။ကားတစ်စီးဝင်လာပြီးဆိုရင်တစ်စီးကမီတာရာနဲ့ချီနောက်ဆုတ်ပေးရတာမျိုးကပုံမှန်ပါပဲ။ဒါကြောင့်ကားမောင်းသူတအူးရဲမဖြစ်ပဲမိုဟာမက်နီဆာမိုကယ်လိုလက်ထောက်တအူးပါမှရှေ့နောက်ကိုကြည့်ပြီးတော့ကူညီပေးနိုင်တာပါ။မိုးရွာလို့ဘရိတ်အောင်မရင်လဲကားကလမ်းချော်ပြီးကြောက်ထဲကိုကျနိုင်လို့လမ်းဘေးမှာအကာအကွယ်တိုင်တွေကလည်းမရှိပါဘူး။တရီအထရက်ကားကိုတော့မော်ရန်နီလို့ခေါ်ပြီးအသက်အိမ်အမေတအူးလို့သဘောထားကြပါတယ်။အရေးပေါ်ချိန်တွေမှာကားတွေကနေခုန်ထွက်ဖို့လွယ်အောင်သူတို့ကကပတ်လည်းမပတ်ကြပါဘူး။ဒီလိုခက်ခဲတဲ့ခရီးစဉ်ကရပ်ပေါင်းများစွာကြာမြင့်တတ်ပါတယ်။လမ်းတစ်လျှောက်မှာဓာတ်ဆီဆိုင်ဆိုတာလုံးဝမရှိလို့ကားစီကိုကိုယ့်ဘာသာတည်ဆောင်ရပါတယ်။ညဘက်မှာဟိုတယ်မရှိတာကြောင့်လဲကားခန်းထဲမှာပဲအိတ်ကြရပါတယ်။ဒေါ်ရိုင်းဒရိတ်ဆန်တွေရဲ့ရန်ကိုလည်းတတိထားရပါတယ်။ကားတွေချိုရင်းခဲ့ရင်လည်းပြုတ်ပြင်ဖို့ကအချိန်နဲ့အင်မတန်ခက်ခဲပါတယ်။တချို့ကားစိတ်ပိုင်းတွေကမိုင်180လောက်ဝေးတဲ့နေရာမှသာရနိုင်တာမလို့ပစ္စည်းရောက်ဖို့ကလည်းရက်ချီဆောင်ဆိုင်ရတတ်ပါတယ်။ဒီလိုင်းရဲ့အန်ဒရယ်အရှိဆုံးအပိုင်းကတော့ပေ14500အမြင့်မှရှိတဲ့ Search လမ်းစုံပဲဖြစ်ပါတယ်။ဒီနေရာမှာအောက်ဆီဂျင်နဲ့ပါလွန်တာကြောင့်9မိနစ်ထက်ပိုပြီးရန်နာတာကိုရှောင်ရပါတယ်။အင်ဂျင်ကိုလည်းလုံးဝမပိတ်ဖဲနဲ့မောင်းနေရပါတယ်။ပိတ်လိုက်ရင်ပြန်နှိုးဖို့ခက်ခဲတဲ့အခြေအနေကြောင့်ပါပဲ။ဒီလိုအသက်နဲ့ရင်မီမောင်းနေရပေမဲ့ဒီရင်မောင်းတွေကတနေ့ကိုအမေရိကန်ဒေါ်လာ$4လောက်သာရရှိကြပါတယ်။အိန္ဒိယမှာရင်မောင်းအလုပ်ကအခက်ခဲဆုံးနဲ့လစာအနည်းဆုံးနဲ့မှာပါဝင်ပါတယ်။အန်ကာကဘန်ကီဒေတာရဲ့သဘာဝအလှကိုသဘောကျပေမဲ့အလုပ်ကြောင့်တေချာမခံစားနိုင်သေးဘူးလို့ဆိုပါတယ်။သူငငယ်ကစားစရာထရက်ကားလေးကိုလိုချင်တဲ့အိမ်မက်ကအခုခါမှာတော့မိသားစုအတွက်မဖြစ်မနေလှုပ်ဆောင်ရမယ့်အလုပ်တစ်ခုဖြစ်လာခဲ့ပါပြီ။သူတို့ကအန်ဒရယ်ရှိတဲ့တောင်တန်းတွေကြားကလူတွေကိုကယ်တင်နေတဲ့သူရဲကောင်းတွေပါပဲ။ဒီလိုမိုင်မောင်းများစွာခရီးနေပြီးဝေးလံခေါင်ပြားတဲ့ဒေတာရေစီအသက်သွေးကြောလမ်းကြောင်းကိုဖွင့်ပေးနေတဲ့ရင်မောင်းတွေကိုကျေးဇူးတင်လေးစားကြောင်းပြောကြရင်ဒီနေရာမှာပဲနေကုန်းချုပ်လိုက်ပါတယ်။